မီလေးဟိုဒေါ်လေးကိုသွားပြောရင်မနဲ့ဆုံးတော့တင်မှုဖွားဖွားကြောက်အိမ်ထဲမှာတည်သီးတွေဝယ်ထားတယ်လို့ဟုတ်ကဲ့ပါဖွားအဲ့ဒီလိုပဲလောဘကြီးပြီးတော့ပျက်စီးဆုံးရှုံးရတယ်ပုံမျိုးအဖွားနောက်တစ်ခုပြောပြအောင်မင်းရွဲကုန်တဲ့နှစ်ယောက်ရဲ့အကြောင်းပေါ့ကွယ်ရွဲဆိုတာဘာလဲဖွားရွဲဆိုတာဖန်လုံးကြီးမှန်လုံးကြီးပေါ့ကွယ်ဟိုးရှင်းတော့ကလေးတွေဟာငါမီးတို့လိုမော်တကားတွေဆက်ဘင်းတွေဆက်ရုပ်တွေနဲ့မကစားရဘူးကွဖန်လုံးကြီးမှန်လုံးကြီးမြေရုပ်တွေအဝိရုပ်တွေနဲ့ကစားကြရတာဟောဟုတ်ကဲ့ဖွားမင်းကလည်းဖွားပုံပြောမယ်ဟာမသိရင်မေးတယ်မသိလို့မေးတာလားဟုတ်ပါတယ်ဆရာကြီးပဲမှန်ပါတယ်မပြောတာမှန်နေမသိရင်မေးရမေးတဲ့ဒါမှဘဟုတုတ္တတွန်းတာပေါ့ကွယ်ဟိုးရှိတော့ဘာရနဲ့တီးပြီးမှအဖွားဦးတယောက်နဲ့မိမလေးတယောက်ရှိတယ်တဲ့အဲ့ဒီအဖွားဦးနဲ့မိမလေးဟာအရင်တော့တိတ်ပြီးချမ်းသာတာတဲ့မိမလေးအဖိုးဦးကြီးဆုံးသွားတဲ့အခါကျတော့သူတို့မိဖွားနှစ်ယောက်ကဘာမှမလုပ်တတ်မကင်တတ်တော့ဆင်းရဲသွားကြတယ်ကွယ်ဒီနေ့တော့သူတို့နေတဲ့အိမ်ရှိကိုရွဲကုန်နေတယောက်ရောက်လာပါရောရွဲတယ်တို့ရွဲတယ်ကြီးလက်ငယ်လေးကြိုက်တော့မေးဝဲလို့ရတယ်နော်သစ္စာလေးတွေပါတယ်ရွဲတယ်တို့ရွဲတယ်ဖွာသမီးကစားဖို့ရဲဝယ်ပေးပါလားငါမီးရဲ့အဖွားတို့မှာပတ်စံဆိုလို့တပြားတစ်ချက်မှရှိတာမဟုတ်ဘူးကွ။ဘာနဲ့သွားဝင်မှလဲငါမီးရဲ့အဖွားလည်းမိမကစားစရာမှမရှိတာ။အဖွားအဝေးရုပ်ကလေးတွေချုပ်ပေးကြရင်သားနဲ့ငါမီးရဲ့အဲ့ဒါလေးနဲ့ကစားဖို့ဘေးအိမ်ကမင်းများလို့ရှိမှရွေးလာလေးတွေအများကြီးပဲသမီးစီမှာတလုံးမှတော့မရှိဘူးဟောတော့ခွက်စုပ်ကြီးနဲ့လဲပေးပါလားအဲ့ခွက်ကြီးကအပေါက်ကြီးသမီးတို့လည်းသုံးတာမှမဟုတ်တာဖွာရဲ့ဒီလောက်တော့လူရင်းနေမှလဲကြည့်တာပေါ့ရွယ်လေးတစ်လုံးတလေတော့ရာကောင်းပါရဲ့ရွဲတယ်တို့ရွဲတယ်ပြုတ်ရွဲကုန်တယ်ဆရာကြီးလာပါအောင်တော့ကျုပ်ရွဲတယ်ကောင်းလာဆိုဈေးကြီးတယ်ဗျခမားတို့လိုဆင်းရဲသားရဲ့ဝယ်နိုင်လို့လားဗျသွားစမ်းပါဗျာဆရာကြီးရဲ့ဖွားလို့ရှိမှလေပတ်စံတော့မရှိပါဘူးကွယ်ဒါမဲ့အဲ့ဒီခွက်ကလေးတော့ရှိတယ်အဖိုးတော့မတန်ပါဘူးကွယ်ရနိုင်မယ်ဆိုရင်လေရွယ်လေးသုံးလေးလုံးနဲ့လဲပေးပါလားမောင်ရဲ့ဖေးဟာကောင်ကြီးနင်းတော့ချမ်းသာပြီဟဲ့နင်းလက်ထဲကခွက်စုပ်ကြီးကတသိန်းလောက်တန်နဲ့ရှူကွာစစ်ကြီးကွာဟာအဖွားကြီးကလည်းမသိဘူးရွယ်လေးသုံးလေးလုံးပေးလိုက်ရုံနဲ့မင်းရပြီကွာပြန်စဉ်းစားကြည့်ဘာလို့ပေးရမှာသူ့ခွက်ကြီးကိုငါတပြားမှမတောင်ပြောခဲ့ပြီမှာနောက်တစ်ခေါက်ပြန်လာရွယ်အသေးလေးတစ်လုံးလောက်ပေးလိုက်တာနဲ့ဒီခွက်ကြီးကိုငါရမှာကွာဟာကောင်းလိုက်တဲ့အကြံကွာမောင်ဒီမှာခွာခမရတို့တပြားမှမတန်တဲ့ဒီခွက်ကြီးကိုကြောက်ရဲ့ရွဲကောင်းသားတယ်လုံးဝလဲမပေးနိုင်ဒီမှာခမရတို့ခွက်ရော့ဟုတ်ပါအဲ့လိုလည်းလဲလိုက်တာနော်အဲ့တော့ကွာမလဲပေးနိုင်ဘူးဆိုရင်လည်းချွတ်ချွတ်တတ်ပြောလိုက်ပြီးရောတော်လေခုနပုံမီနေကကိုလောဘကြီးလောဘကြီးလိုက်ရွှေခွက်ကြီးကိုဖန်လုံးလေးသုံးလုံးနဲ့လဲရတာတော့ညာစိတ်ပုတ်နေတယ်သူလည်းအလိုကြီးအရနေတော့မလဲချင်းအဲ့ဒါမှန်တာပေါ့လောဘကြီးတဲ့လူကနောက်ဆုံးတော့ဆုံးရှုံးရတာတဲ့အဲ့ဒီရွဲကုန်ကြီးကလောဘကြီးုံနေမဟုတ်ဘူး
ရိုးလည်းမရိုးသားဘူးအပြိုးဆိုတာလည်းရိုင်းသေးတယ် ဆက်ပြောပါဦးမမ နောက်ဆုံးတော့ကွာအဲ့ဒီအဖွားကြီးကသူ့ရဲ့ခွက်ကြီးကိုကောက်ပြီးတော့ပြန်သိမ်းထားတယ် ရွယ်ဟုတ်တယ်အောင်များရွယ်ဟုတ်တယ်ပါကဲဒီနေ့ညမလေးတွေကလာဖို့ရွယ်ဟုတ်သားသားလေးပါပါများဝယ်ကြပါဦးများအားပေးကြပါဦးများ ရွေးနေနောက်တစ်ယောက်လာပြန်ပြီ။ဟောလက်ကြည့်ပြပါအောင်နော်ခွ။နော်။ဒီရွေးတွေကတော့ပြောဆိုတော့ကြိုးစားတာပဲ။ကဲဒီလေဟောတော့လက်ကြည့်ရနော်။ဟုတ်ကဲ့ပေါ့။ရွေးကုန်မယ်ဆရာကြီးရွေးကုန်မယ်ဆရာကြီးဒီလိုခဏတော့ကြောက်ပါအောင်ရှင် ဟောဟုတ်ကဲ့ဟောမနဲ့ညီမလေးတို့ကဘယ်လိုရွယ်မျိုးမှလိုရှိပါလဲခင်ဗျာ ။ဟောဒီမိမိကကစားဖို့ရခက်ငယ်ရွေးလေး3 လေးလုံးတော့လိုရှိလို့ပါကွယ်။ ရပါရဲ့ဟွာရွေးပါခင်ဗျာကြည့်ပါ ဟိုမင်းဟုတ်ပဲဟိုဘောမလေပေးစရာပတ်စံတော့မရှိဘူးဟိုဒါမဲ့လေဒီခွာအောင်ရရှိတယ်ဟိုဖြစ်နိုင်မယ်ဆိုရင်လေရွေးလေး3 လေးလုံးနဲ့လေးပေးပါတော့မောင်ရဲ့နော် ဟာဟွာဒီခွက်ကြီးကရွှေခွက်ကြီးပဲဖွားရဲ့အဖွားတသိန်းလောက်ကိုတန်တာဟမ်ခုနကလူကြီးကပြောတော့တပြားမှမတန်တဲ့ခွက်စုပ်ကြီးဆို သိကြရတာတငယ် သိကြပါရဲ့ဖွားဒီမှာကြည့် တကယ်တော့ဒီခွက်ကြီးကအဖွားခင်မွန်းရှိစင်က3ရဲ့ခွက်ကြီးဆိုတော့ဟိုမှာပေါ့လေနှစ်တွေကလည်းကြာခဲ့ပြီလို့ကြီးတွေကလည်းတက်နေတော့ဖွားလည်းမမီးတော့ပါဘူးကွယ် ဒီတော့ကျွန်တော်စီမှာဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့လဲဖို့ရွေးရင်မပါလာဘူးငွေပြန်မှုပါလေငွေချင်းလုံးလောက်မပါရှိဘူးဖွားရဲ့ဒီခွက်ကြီးကပြန်ထားလိုက်ပါ အော်တငယ်ကရိုးပါရဲ့ကွယ်ကဲအဖွားကိုပေးချင်တော့ရွေးတာပြီးခဲ့ဒီခွက်ကြီးကိုတော့မောင်လေးနဲ့ပြန်ယူသွားလိုက်နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဖွားရဲ့တော့မလို့ပါအောင်နော် ချမ်းသာသွားမှာပေါ့နော်ဖွားဖွား အေးပေါ်ကွ ဆက်ပြောပါဦး ဘူလောဘကြီးရဲ့ရုံနဲ့ဘာဖြစ်သွားလဲဖွားဖွား အဲ့ဒီရိုးသားတဲ့ရွေးကုန်တွေလည်းထွက်သွားရောသူကပြန်ရောက်လာရော မာဖွားကြီးခမရဲ့မြီးကိုတနာလို့ကြုတ်ရွယ်တလုံးလာပေးတာခမရဲ့ခွက်စုပ်ကြီးတပြားမှတန်တာမဟုတ်နော် ဒီမောင်ရင်အဲ့ခွက်ကြီးကရွှေခွက်ကြီးဆိုတော့ဖွားတို့တိပြီးသွားပြီကွခုနကတော့ရိုးသားတဲ့ရွဲကုန်တဲ့တယောက်ကပြောပြသွားတာလေဟိုအဲ့ခွက်ကြီးကိုတော့မှပဲကြုံမီးလေးကစားခြင်းနဲ့ရွဲတွေနဲ့လဲလိုက်ပြီးမောင်ရင်ရဲ့ ဗျာဟုတ်လားဖွားရဲ့ အေးတကယ်ပဲပြေးကြတယ် တော်ပါဘူးဟုတ်လားဖွားရဲ့ဘာဟုတ်လားကျွန်တော်ဖွားရဲ့ဟေ့မမပြေးတယ်အဲ့ဒါငါယူလာဟေ့မင်းအဲ့ဒါငါကမင်းမယူတော့ဘူးမင်းကမပေးဟေ့အချို့ကဒီပြမယ် လောဘကြီးပြီးတော့မကောင်းတာလုပ်တဲ့လူတွေကချမ်းသာခြင်းချမ်းသာလာမယ်ဒါပေမဲ့တနေ့နေ့တစ်ချိန်ချိန်မှာတော့ဖန်ခါရမယ်အပြစ်ပေးခံရမယ်လူမုန်းခံရတာပါပဲကွယ်